လာပါရှင်ဒေါက်တာမြတ်နိုးပါအိမ်ထောင်ရေးတစ်ခုမှာရန်ဖြစ်တာစကားများတာထက်ပိုကြောက်ဖို့ကောင်းတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့နှုတ်ဆက်နေခြင်းပါပဲရန်ဖြစ်တဲ့ဆိုတာအားမလို့အားမရဖြစ်လို့အဖြစ်တစ်ခုခုထွက်အောင်ကြိုးစားရင်းပောက်ကွဲကြလာပါဒါပေမဲ့တယောက်ကစကားပြောဖို့ကြိုးစားနေချိန်မှာနောက်တစ်ယောက်ကလုံးဝနှုတ်ဆက်နေတာလူကိုမမြင်သလိုနေတာမဲတာကိုမဖြေတာမျိုးဟာအိမ်ထောင်ရေးရဲ့ဆက်သွယ်ရေးလမ်းကြောင်းကိုအပီးတိုင်ပိတ်ပစ်လိုက်တာနဲ့အတူတူပါပဲလူတော်တော်များများကတော့ငါကရမ်းမဖြစ်ချင်လို့ညင်နေတာပဲလို့စင်ချေပိတ်တတ်ကြပါတယ်ဒါပေမဲ့ဒီနေ့ဗီဒီယိုမှာတော့ဒီလိုနှုတ်ဆက်နေခြင်းကအိမ်ထောင်ရေးကိုဘယ်လိုမျိုးအစိတ်အတော့ဖြစ်စေတယ်လဲစိတ်ပညာအရာဒါဟာစိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုတစ်မျိုးဘာလို့ဖြစ်နေရတာလဲဆိုတာကိုအသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်စကားမပြောဘဲနေတာဟာတစ်ဖက်လူကိုမင်းရဲ့တည်ရှိမှုကငါအတွက်အရေးမပါတော့ဘူးလို့တွဲဝိုက်ပြီးပြောလိုက်တာပါစိတ်ပညာအရာလူသားတွေဟာအပယ်ခံရခြင်းတန်ကိုရုပ်ပိုင်းဆိုင်ရာနာကျင်မှုထက်တောင်ပိုပြီးခံစားရတတ်ပါတယ်ဖြည့်ရှင်းလို့မရတဲ့ပြဿနာများစကားမပြောတဲ့အခါပြဿနာကပြေလည်မသွားပဲရင်းထဲမှာအနေထွန်းသွားပါလေအဲ့ဒီအနေတွေများလာတဲ့အခါတနေ့မှာပြန်ဆက်လို့မရတော့တဲ့အထိအကြောင်းကြီးသွားတတ်ပါတယ်နဲ့တစ်ဖက်လူကိုစိတ်ပိုက်ဆိုင်ရာထိခိုက်စေခြင်းစကားပြောဖို့ကြိုးစားသည်မြအရာမထင်တဲ့အခါတစ်ဖက်လူမှာငါအထုံးမကျလို့လားငါကိုမချစ်တော်လို့လားဆိုတဲ့တန်တရားတွေနဲ့စိုးရင်စိတ်တွေတိုးလာပါတယ်အာနာပြခြင်းနှုတ်ဆက်နေတဲ့သူဟာအသားစီးရဖို့ဒါကိုလက်နက်တစ်ခုလို့တုံးတက်ပါတယ်မင်းငါကိုတောင်းပါမှငါအကြိုက်ထင်မှငါစကားပြန်ပြောမယ်ဆိုတဲ့ပုံစံမျိုးကကျမ်းမာတဲ့အိမ်ထောင်ရေးမဟုတ်ပါဘူးရှင်ဒီနေရာမှာဒေါက်တာတခုရှင်းပြချင်တာကcooling off နဲ့ silent treatment မတူပါဘူး cooling off ဆိုတာကအခုငါဒေါသထွက်နေလို့စကားပြောရင်မကုန်မယ်ခဏလောက်စိတ်အေးအောင်နေပါရစေပြီးရင်ပြန်ပြောကြတာပေါ့လို့အတိပေးပြီးနားတာပါဒါကကျမ်းမာတဲ့နေလန်ပါ silent treatment ကတော့ဘာမှအတိမပေးပဲရက်ရှိလာမျက်နှာတည်နေနေတာတစ်ဖက်လူကတောင်းပန်တာကိုတောင်းလက်လျူရှူတာမျိုးပါကိုယ့်ရဲ့အိမ်ထောင်ဘက်ကစကားပြောဖို့စ조사နေတာကိုရက်ချီပြီးညင်နေတာဟာအိမ်ထောင်ရေးကိုတဖြည်းဖြည်းတက်နေတာနဲ့တူပါတယ်ရှင်တကယ်လို့တင့်အိမ်ထောင်ဘက်ကဒီလိုမျိုးနှုတ်ဆက်ပြီးအဖြစ်ပေးတာတို့ဆိုရင်ဘယ်လိုလုပ်ရမလဲစိတ်ရှိပါသူနှုတ်ဆက်နေလို့ကိုကလိုက်ပြီးနှုတ်ဆက်တာမျိုးမလုပ်ပါနဲ့အဲ့ဒါကအခြေအနေကိုပိုဆိုးစေပါတယ်နှင့်တိုက်ရိုက်ပြောဆိုပါရှင်အခုလိုငိမ့်နေတာကကျမကိုနာကျင်စေပါတယ်ကျမတို့ပြဿနာကိုအေးအေးဆေးဆေးစကားပြောဖို့လိုအပ်တယ်ဆိုတာကိုအေးအေးဆေးဆေးအတိပေးပါအချင်းတတ်မှတ်ပါအခုရှင်စကားမပြောချင်သေးရင်ရပါတယ်ညနေညစာဆိုင်ပြီးရင်တော့ခဏလောက်အချိန်ပေးပါလို့အချိန်တစ်ခုတတ်မှတ်ပေးလိုက်တာကတစ်ဖက်လူကိုစဉ်းစားဖို့အခွင့်အေးပေးလိုက်တာပါပဲတကယ်လို့တင်ကိုယ်တိုင်ကစိတ်ဆိုးရင်စကားမပြောဘဲနေတတ်တဲ့သူဆိုရင်တော့ဒီအချက်လေးတွေကိုတတိထားကြည့်ပေးပါကိုယ်ခန်းစားချက်ကိုနားလည်အောင်စူးစမ်းပါတင်ဘာလို့နှုတ်ဆက်နေတာလဲတကယ်ပဲရမဖြစ်ချင်တာလားဒါမှမဟုတ်တစ်ဖက်လူကိုနားကျင်စေချင်တာလားစကားလုံးရှာခွဲပါစကားဆက်ပြောဖို့ခက်နေရင်စာတိုးပို့တာကနေစကြည့်ပါအခုကျွန်တော်စိတ်အခြေအနေမကောင်းသေးလို့ပါခဏနေရင်ပြောပါမယ်ဆိုတဲ့စာတိုလေးကအိမ်ထောင်ရေးရဲ့တင်းမာမှုကိုအများကြီးလျှော့ချပေးနိုင်ပါတယ်အမားကိုဝန်ခံပါနှုတ်ဆက်နေခြင်းကကောင်းတဲ့နေလားမဟုတ်ဘူးဆိုတာကိုလက်ခံပြီးအိမ်ထောင်ဘက်ကိုနားလည်ဖို့ကြိုးစားပါရှင်နေကုန်းချုပ်အနေနဲ့ပြောရရင်အိမ်ထောင်ရေးဆိုတာစကားလုံးတွေနဲ့တိဆောက်ထားတာပါအဲ့ဒီစကားလုံးတွေကိုရပ်တန့်လိုက်တဲ့အခါအိမ်ထောင်ရေးအားလည်းအသက်ရှူရပ်သွားတယ်လို့ခက်သွားပါတယ်ရမ်းပြက်လိုက်ပါငင်းခုန်လိုက်ပါပြီးရင်ပြန်ညှိနိုင်ပါဒါပေမဲ့တယောက်ကိုတယောက်သူစိမ့်တွေလို့နှုတ်ဆက်ပြီးတော့အပြစ်မပေးကြပါနဲ့နှုတ်ဆက်ခြင်းကနာကျင်မှုတွေကိုပိုနဲ့ဆိုင်စေရုံပဲရှိပါတယ်ဒီနေ့ကစပြီးအိမ်ထောင်ရေးမှာစကားပြောခြင်းဆိုတဲ့တန်တာကိုဘယ်တော့မှအပြိုမခံပါနဲ့လို့တိုက်တွန်းခြင်းပါလေရှင်အားလုံးပဲနားလည်မှုရှိတဲ့ပွင့်လင်းမြင်သာတဲ့အိမ်ထောင်ရေးကိုတည်ဆောက်နိုင်ကြပါစေကျေးဇူးတင်ပါတယ်အခုကျွန်တော်စိတ်အခြေအနေမကောင်းသေးလို့ပါခဏနေရင်ပြောပါမယ်ဆိုတဲ့စာတိုလေးကအိမ်ထောင်ရေးရဲ့တင်းမာမှုကိုအများကြီးလျှော့ချပေးနိုင်ပါတယ်အမားကိုဝန်ခံပါနှုတ်ဆက်နေခြင်းကကောင်းတဲ့နေလားမဟုတ်ဘူးဆိုတာကိုလက်ခံပြီးအိမ်ထောင်ဘက်ကိုနားလည်ဖို့ကြိုးစားပါရှင်နေကုန်းချုပ်အနေနဲ့ပြောရရင်အိမ်ထောင်ရေးဆိုတာစကားလုံးတွေနဲ့တိဆောက်ထားတာပါအဲ့ဒီစကားလုံးတွေကိုရပ်တန့်လိုက်တဲ့အခါအိမ်ထောင်ရေးအားလည်းအသက်ရှူရပ်သွားတယ်လို့ခက်သွားပါတယ်ရမ်းပြက်လိုက်ပါ
ငင်းခုန်လိုက်ပါပြီးရင်ပြန်ညှိနိုင်ပါဒါပေမဲ့တယောက်ကိုတယောက်သူစိမ့်တွေလို့နှုတ်ဆက်ပြီးတော့အပြစ်မပေးကြပါနဲ့နှုတ်ဆက်ခြင်းကနာကျင်မှုတွေကိုပိုနဲ့ဆိုင်စေရုံပဲရှိပါတယ်ဒီနေ့ကစပြီးအိမ်ထောင်ရေးမှာစကားပြောခြင်းဆိုတဲ့တန်တာကိုဘယ်တော့မှအပြိုမခံပါနဲ့လို့တိုက်တွန်းခြင်းပါလေရှင်အားလုံးပဲနားလည်မှုရှိတဲ့ပွင့်လင်းမြင်သာတဲ့အိမ်ထောင်ရေးကိုတည်ဆောက်နိုင်ကြပါစေကျေးဇူးတင်ပါတယ်လို့တိုက်တွန်းခြင်းပါလေရှင်အားလုံးပဲနားလည်မှုရှိတဲ့ပွင့်လင်းမြင်သာတဲ့အိမ်ထောင်ရေးကိုတည်ဆောက်နိုင်ကြပါစေကျေးဇူးတင်ပါတယ်